အခုလိုပူပြင်းတဲ့နေရာဒီမှာရှောင်စားတဲ့အပူစာ၅မျိုးနဲ့စားပေးတဲ့အေးစာ၅မျိုးကိုပြောပြမယ်နော်အခုလိုအပူချိန်40 degree centigrade ကျော်နေတဲ့နေရာဒီမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအပူဒဏ်ကိုအလူးလဲခံနေရတာပါဒီလိုအချိန်မှာအစားအသောက်ရွေးချယ်တာလေးတစ်ချက်မှားသွားတဲ့တောင်တစ်ခါတလေကြာရင်ခန္ဓာကိုယ်ကအပူချိန်လွန်ကဲပြီးတော့နေမကောင်းဖြစ်တာရေဓာတ်ခန်းချောက်တာနဲ့အပူရှက်တာဟိဆို့ရတာတွေအထိဖြစ်စေနိုင်ပါတယ်နော်ဒါကြောင့်နေရာဒီမှာရှော့စားရှောင်စားတဲ့အပူစာ၅မျိုးကိုစပြီးတော့ပြောရမယ်ဆိုရင်နံပါတ်1ကတော့ဒူးရင်သီးဖြစ်ပါတယ်ဒူးရင်သီးဟာ thermogenic food အမျိုးအစားတွေမှာပါဝင်ပြီးတော့ကယ်လိုရီတွေနဲ့တခြားဓာတ်တွေအများကြီးပါဝင်တဲ့အတွက်ဒူးရင်သီးစားလိုက်တာနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအစာချေဖို့စွမ်းရည်တွေအများကြီးထုတ်ပေးရတာကြောင့်ကိုယ်ရင်းအပူချိန်ကိုချက်ချင်းတက်စေတဲ့အစားအစာဖြစ်ပါတယ်နောက်နံပါတ်2ကတော့ကက်ဖိန်းဓာတ်ပါတဲ့အရည်တွေဖြစ်ပါတယ်ကော်ဖီနဲ့လက်ဖက်ရည်ပြင်းပြင်းတွေမှာပါဝင်တဲ့ကက်ဖိန်းတွေဟာဘိုးအောင်ရောစနစ်ကိုလှုံ့ဆော်ပေးပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုမြန်စေတဲ့အတွက်ကိုယ်ရင်းအပူချိန်ကိုမြင့်တက်စေပါတယ်ဒါအပြင်သူတို့ကဆီးရွှင်စေတဲ့ diuretic အာနိသင်ရှိလို့နေရာဒီမှာရေဓာတ်ပုံမှုခန်းချောက်စေနိုင်ပါတယ်နော်နံပါတ်3ကတော့အဆက်များတဲ့အစားအစာတွေဖြစ်ပါတယ်ငြုပ်သီးမှာပါဝင်တဲ့ကက်ဆာဆင်လို့ခေါ်တဲ့ဓာတ်ကခန္ဓာကိုယ်ရဲ့အပူချိန်ကိုတိုက်ရိုက်မြင့်တက်စေပါတယ်ငြုပ်သီးစားတဲ့အခါမှာချွေးထွက်လာတာဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွင်းမှာအပူတွေအရန်ထွက်လာလို့မို့လို့ခန္ဓာကိုယ်ကပြန်လျှော့ချဖို့ကြိုးစားနေရတာပဲဖြစ်ပါတယ်ဒါကြောင့်နေရာဒီမှာအဆက်ကဲတာတွေကိုမကြာခဏစားလို့ရှိရင်ရေဓာတ်ဆုံးရှုံးဖို့အပူရှက်ဖို့အခွင့်အလမ်းပိုများစေပါတယ်နောက်နံပါတ်4ကတော့စားနဲ့တကြားများတဲ့အစားအစာတွေပါအဲ့လိုအငံကဲတဲ့အစားအစာတွေနဲ့အချိုရည်တွေကသွေးရရေဓာတ်ကိုစုပ်ယူလိုက်တဲ့အတွက်ရေစာတာရေဓာတ်ခန်းချောက်တာတွေဖြစ်စေတတ်ပါတယ်နော်နံပါတ်5ကတော့အရက်ပါအရက်ဟာခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းညှိမှုကိုကမောက်ကမဖြစ်စေနိုင်ပြီးတော့ရေဓာတ်ကိုလည်းဆူဆူရွာခန်းချောက်စေနိုင်ပါတယ်ဒီအစားအစာ5မျိုးကနေရာဒီမှာခန္ဓာကိုယ်အပူချိန်ကိုပိုများစေပြီးတော့ကျန်းမာရေးကိုထိခိုက်စေနိုင်တာဖြစ်တဲ့အတွက်သတိထားပြီးတော့ရှော့စားရှောင်စားကြရပါမယ်နော်ဆက်ပြီးတော့နေရာဒီမှာကျန်းမာရေးအတွက်စားပေးတဲ့အေးစာ5မျိုးကိုလည်းပြောပြပါမယ်နံပါတ်1ကတော့ဖရဲသီးပါရေဓာတ်92%ပါဝင်တဲ့အပြင်အရေပြားဆဲတွေပျက်စီးတာကိုပါကာကွယ်ပေးနိုင်တဲ့လိုက်ကိုပင်းဓာတ်တွေဗီတာမင်နဲ့သတ္တုဓာတ်တွေပါကျွယ်ဝစွာပါတဲ့ဖရဲသီးဟာနွေရာသီအတွက်အကောင်းဆုံးအစားအစာဖြစ်ပါတယ်နောက်နံပါတ်2ကတော့သခွားသီးပါဖရဲသီးလိုပဲရေဓာတ်များပြီးတော့ခန္ဓာကိုယ်ကိုအေးမြစေပါတယ်သူ့မှာအမြင့်ဓာတ်နဲ့ရေဓာတ်ကျွယ်ဝတဲ့အတွက်အစာချေစနစ်ကိုကောင်းမွန်စေပြီးတော့နွေရာသီမှာဖြစ်တတ်တဲ့အစာမကြေတာတွေနဲ့ဝမ်းချုပ်တာတွေကိုတက်တာစေပါတယ်အတုပ်ထဲမှာထည့်စားတာပဲဖြစ်ဖြစ်ဖြော်ရည်လောက်တောက်တာမျိုးပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်နော်နံပါတ်3ကတော့အုံသိန်းရည်ပါတဘာဝကပေးတဲ့အကောင်းဆုံးဓာတ်စားရည်လို့တော့တင်စားကြပါတယ်အုံသိန်းရည်မှာပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်လိုမျိုးသတ္တုဓာတ်တွေကျွယ်ဝတဲ့အတွက်ချွေးထွက်များလို့ဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့သတ္တုဓာတ်တွေကိုအမြန်ဆုံးပြန်ဖြည့်ပေးနိုင်ပါတယ်နောက်နံပါတ်4ကတော့ဒိန်ဂျင်ပါဒိန်ဂျင်ဟာအစာအိမ်နဲ့ဦးလန်းချောင်းကိုအေးမြစေတတ်တဲ့ဂုဏ်သတ္တိရှိပါတယ်သူ့မှာပါဝင်တဲ့ probiotics တွေကနေရာဒီမှာအဖြစ်များတဲ့ဝမ်းပြက်ဝမ်းလျှောယောဂါကိုကာကွယ်ပေးနိုင်ပြီးတော့ကိုယ်ခံအားကိုလည်းမြင့်တင်ပေးနိုင်ပါတယ်နောက်ဆုံးနံပါတ်5ကတော့ဘူတိနဲ့ကစွန်းရွက်ပါဒီဟင်းသီးဟင်းရွက်တွေကလည်းရေဓာတ်များပြီးတော့အပူငြိမ်းစေတဲ့အာနိသင်ရှိပါတယ်ဟင်းကြိုအဖြစ်ချက်တောက်တာကြော်စားတာစီနဲနဲနဲ့ချက်တာမျိုးတွေလုပ်စားလို့ရပါတယ်နော်အခုလိုရမ်းပူတဲ့နေရာဒီမှာအပူဒဏ်ကိုရင်ဆိုင်ကြရင်းနဲ့ကျန်းမာရေးကောင်းအောင်ရောကျန်းမာရေးမထိခိုက်စေဖို့အတွက်ရောအပူစာတွေကိုရှော့စားရှောင်စားပြီးတော့အေးစာလေးတွေကိုများများစားပေးကြပါလို့မှာရင်းနဲ့ပဲနှုတ်ဆက်ပါတယ်နော်နောက်ထပ်လည်းအခုလိုကျန်းမာရေးဘူးစာလေးတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လေးလည်းလုပ်ခဲ့ကြအောင်နော်အားလုံးပဲကျန်းမာခြင်းဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ